အားလုံးပဲမင်္ဂလာပါခုဗီဒီယိုဖိုင်လေးကတော့အခန်း9ရဲ့ပေါ့နော်ရရှိပီလေးကိုဘတ်တွေအနေနဲ့ရှင်းပြမှာဖြစ်ပါတယ်သူကကြတော့စာမျက်နှာ44ရပေါ့နော်သူက9နှစ်ပတ်9လေးရေအချီမှာဆိုရင်သူကပေးထားတာကဒီမှာကျောတိုဆိုပြီးပေးထားတယ်နောက်မှာကြတော့ဆန်ကဆော့မီကာဆိုပြီးတော့3လပိုင်း3ရက်နေဆိုပြီးပေးထားတယ်အဲ့ဒါလေးကိုသူကဘယ်လိုပြောထားလဲဆိုရင် iso ဒီမှာကကျောတိုဖြစ်တဲ့အတွက်ကျောတိုအေအီကီမတ်ကဘယ်တော့ကျောတိုမျိုးတို့သွားမှာလဲမယ်နော်ဟုတ်ပြီသွားလာတာပြင်လာရှိမယ်ဒီမှာဒီကျောတိုဆိုတဲ့နေရာရှိမယ်ဟုတ်တယ်နော်အဲ့လိုမျိုးခြေနေမှာဆိုရင်နေရာရဲ့နောက်မှာပါတီကယ်ဒီဘာလိုက်ရမှာလို့ပြောခဲ့လဲအဲလိုက်ရမှာလို့ပြောလို့ဒီမှာအဲလိုက်တာနော်ဘယ်တော့သွားမှာလဲလို့ပြောတဲ့အခါမှာဒီမှာ3လပိုင်း3ရက်နေ့လို့ဖြစ်တဲ့အတွက်3လပိုင်းကဆန်ကဆော့မီကာဟုတ်တယ်နော်3လပိုင်း3ရက်နေ့မှာသွားမှာဟုတ်ပြီဒီမှာအချိန်ဟုတ်တယ်နော်အချိန်ဒီတိကျတဲ့အချိန်ဖြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့နောက်မှာပါတီကယ်ဘာလိုက်ပေးရမှာလဲနှီးလိုက်ပေးရမှာ3လပိုင်း3ရက်နေ့ဆိုတာဒီတိတိကျကျပြောထားလို့သူ့ရဲ့နောက်မှာပါတီကယ်နှီးကိုလိုက်တယ်အဲကြောင့်မို့လို့ဒါဆန်ကဆော့မီကာနီအီကီမတ်ဆိုပြီးတော့ဖြေထားတယ်ပေါ့နော်တကယ်လို့ဒါအဲ့ဒီအချိန်မှာတိတိကျကျမဟုတ်ဘဲနဲ့လာမဲလာတွေနောက်လာတွေစတဲ့ဖြင့်မတိကျဘူးအချိန်မတိကျဘူးဆိုလို့ရှိရင်သူ့ရဲ့နာမပါတီကယ်နီးလိုက်เสียမလို့ဘူးအဲ့ဒါပြီးလို့ရှိရင်တို့ဘာရှိသေးလဲဆိုလို့ရှိရင်စနေတနင်္ဂနွေဟုတ်တယ်နော်တနင်္လာအင်္ဂါစသဖြင့်အဲ့လိုနေ့ရက်တွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်သူ့ရဲ့နာမပါတီကယ်ဒီနီးလိုက်လို့လည်းရတယ်မလိုက်လည်းရတယ်ဆိုပြီးတော့အရှိမဂရမာတော့ကရှင်းပြပြီးသားနော်အဲ့ဆိုတဲ့အတွက်တီယာမာဒီချိန်တိကျရင်ပါတီကယ်နီးလိုက်မယ်မတိကျရင်နီးလိုက်เสียမလို့ဘူးတနင်္လာအင်္ဂါဗုဒ္ဓဟူစသဖြင့်ရက်တွေဆိုရင်တော့နီးလိုက်လည်းရတယ်မလိုက်လည်းရတယ်ဆိုတာသိရင်ရပြီနော်အဲဆိုရင် rainy မှာဆိုရင်တိုကျိုပေးထားတယ်မေးကြည့်မယ် iso tokyo e ikimasu ka ဘယ်တော့တိုကျိုမြို့တို့သွားမှာလဲဟုတ်ပြီဒီမှာဒီ rain shoe လို့ပြောထားဖြေကြည့်မယ် rain shoe ikimasu လာမယ်အပတ်မှာသွားမှာတဲ့အဲဆိုလို့ရှိရင် rain shoe ဆိုတာဒီလာမယ်အပတ်ဆိုတာဒီအချိန်အတိအကျမဟုတ်တဲ့အတွက်သူ့ရဲ့နာမပါတီကယ်နီလိုက်เสียမလို့ဘူးเนาะအဲဆိုရင်နံပါတ်1က sakura daikaku မေးကြည့်မယ် iso sakura daikaku e ikimasu ka ဘယ်တော့ sakura တက္ကသိုလ်ကိုသွားမှာလဲသူဒီမှာ6လပိုင်း14ရက်နေ့လို့ပြောထားတယ်ဟုတ်တယ်နော်6လပိုင်း14ရက်နေ့မှာသွားမှာလို့ဖြေမှာဖြစ်တဲ့အတွက်6လပိုင်း14ရက်နေ့ဒီအချိန်တိကျဖြစ်တဲ့အတွက်သူ့ရဲ့နောက်မှာပါတီကယ်ဘာလို့ရမလဲနီကိုလိုက်ပေးရမယ်အဲကြောင့်မို့ဖြေလိုက်လို့ရှိရင်ခုကဆော့ဂျူယောကာနီအီကီမတ်6လပိုင်း14ရက်နေ့မှာသွားမှာပါတဲ့နောက်ပိုင်းနဲ့ဆိုရင်အမေရိကအဲဆိုရင် iso america e ikimas ကဘယ်တော့အမေရိကကိုသွားမှာလဲဟုတ်တယ်နော်ဒီမှာဖြေထားတာဒီ rain no sankasoလာမဲနှစ်3လပိုင်းလာမဲနှစ်3လပိုင်းဆိုတဲ့အတွက်3လပိုင်းတိတိကျကျပြောထားလို့ပါတီကယ်နီးလိုက်ပေးရမယ်အဲကြောင့်မို့လို့ raine no sankaso ni ikimas လာမဲနှစ်3လပိုင်းမှာသွားမှာပါတဲ့နံပါတ်3ဟီရိုရှီမာ iso hiroshima e ikimas ကဘယ်တော့ဟီရိုရှီမာမြို့ကိုသွားမှာလဲအဲဆိုလို့ရှိရင်ဒီမှာဒီ rain ခေဆိုလာမဲလဆိုတာဒီသူဒီဒါအချိန်မတိကျဘူးမို့လို့ rain ခေဆိုနီးလိုက်เสียမလို့เนาะ rain ကေဆို ikimas လာမဲလာမှာသွားမှာပါတဲ့နံပါတ်4ဟုတ်တယ်နော်နံပါတ်4ဆိုရင်ပြောအင်းမိကြည့်မယ် iso ပြောအင်း ikimas ကဘယ်တော့စေယုံတို့သွားမှာလဲဒီမှာဆိုရင်ခွန်ရှူနော်ဆူယောဘီခွန်ရှူဒီအပတ်ဆူယောဘီဗုဒ္ဓဟူးနေ့ဟုတ်တယ်နော်ဆူယောဘီဗုဒ္ဓဟူးနေ့ဖြစ်တဲ့အတွက်သူ့နာမှာပါတီကယ်နီးလိုက်လေရတယ်မလိုက်လေရတယ်ပေါ့နော်အဲဆိုဖြေကြည့်မယ်ခွန်ရှူနော်ဆူယောဘီနီ ikimasလာမဲပတ်ဗုဒ္ဓဟူးနေ့မှာသွားမှာပါနီးလိုက်လေရတယ်မလိုက်လေရတယ်အဲနော်နံပါတ်6ရေယာကြတော့ iso nihon e kimashita ကဘယ်တော့ကဂျပန်ကိုလာခဲ့တာလဲဂျပန်တို့လာခဲ့တာလေတဲ့အဲဆိုလို့ရှိရင်ဒီmeeလာခဲ့တဲ့ဟာကကျော်နေခုကဆိုအကြမလို့ကျော်နေနော်ခုကဆိုနိကီမတ်တာဒီနေ့ရဲ့6လပိုင်းမှာလာခဲ့တာပါ6လပိုင်းဒီတိကျလို့ပါတီကယ်နီးလိုက်ပြီးတယ်နော်အဲဆိုလို့ရှိရင်နံပါတ်1ကလေးကဒါတွေတို့နီဟွန်အေကီမတ်တာကဒါတွေတို့ဆိုတော့ဘဇူနဲ့နီဟွန်အေကီမတ်တာကဂျပန်တို့လာခဲ့တာလေဒီမှာဒီသူဒီလာခဲ့တာတယောက်ထဲလာခဲ့တာမို့လို့ဟီတိုရီတဲ့ဆိုပြီးဖြေပြရမယ်ဟီတိုရီတဲ့ကီမတ်တာတယောက်ထဲလာခဲ့တာပါဟုတ်ပြီဒါတွေတို့ဆိုပြီးမေးတာဖြစ်တဲ့အတွက်ထားပါတော့တငယ်ချင်းနဲ့ဆိုရင်တိုမိုဒါချီတိုကီမတ်တာမိသားစုဆိုရင်ခတ်တို့ခုတို့ကီမတ်တာဒီလိုဖြေရတယ်ဒါပေမဲ့သူဒီတယောက်ထဲဆိုတာဖြစ်တဲ့အတွက်တယောက်ထဲကဟီတိုရီတဲ့ဒီတို့ကိုပြန်ရေးကြမလို့ဘူးဟီတိုရီတဲ့ကီမတ်တာတယောက်ထဲလာခဲ့တာပါအဲ့ဒါလေးဖြေရနော်နံပါတ်2ကစန်ကေဆော့ဒိုကိုအေအီကီမတ်တာက
ပြီးခဲ့တဲ့လာတော့ကဒိုခိုအဲအီကီမတ်တာကဘယ်နေရာတော့တွားခဲ့တာလဲဟုတ်ပြီဒီမှာစန်ကစ်ဆိုဒီမှာမြားလေးထိုးထားတယ်ခန်းခိုခုဆိုပြီးတော့ပြောထားတာဖြစ်တဲ့အတွက်ဖြေမယ်ဘယ်ကိုတွားခဲ့လဲခန်းခိုခုအဲအီကီမတ်တာကိုရီးယားတော့တွားခဲ့တာပါတဲ့ရဲနော်အဲ့ဆိုနင်းတဲ့ခန်းခိုခုအဲအီကီမတ်တာကဘာဖြစ်ကိုရီးယားတော့တွားခဲ့တာလေဒီမှာဒီမှာတမောပုံလေးမို့လို့ဖူနေတဲ့イキましたတမောဖြင့်တွားခဲ့တာပါရဲနော်イソクに帰りましたက帰りますကဘယ်တော့နိုင်ငံကိုပြန်มาလဲဘယ်တော့နိုင်ငံတို့ပြန်มาလဲတဲ့အဲ့ဆိုရင်ဒီမှာဒီကနေလာတယ်ပြန်တဲ့ခါက Rhine နဲ့ Junica ဆိုမို့လို့ Rhine နဲ့ Junica ဆိုနိခါရီမတ်လာမင်းနဲ့စနေလပိုင်းမှာပြန်มาပါစနေလပိုင်းဒီကြတဲ့အတွက်ပါတီကနီးလိုက်ပေးရမယ်နော် Rhine နဲ့ Junica ဆိုနိခါရီမတ်လာမင်းနဲ့စနေလပိုင်းမှာပြန်มาပါတဲ့ဒါဆိုရင်နံပါတ်9လေးပေါ့နော်နံပါတ်9ကကြတော့ရေကကြတော့မိုင်းအဆနန်ချီနိခိုင်ရှာအဲအီကီမတ်ကမိုင်းအဆမနေ့တိုင်းနန်ချီနိဘယ်နှစ်နာရီမှာခိုင်ရှာအဲအီကီမတ်ကကုမ္ပဏီတို့တွားမှာလဲဒီပုံကိုကြည့်ရမယ်အဲ့ဒီမှာမှသူဒီမှာခွန်ခွဲဖြစ်တဲ့အတွက်သူ့ရဲ့ဒါတပတ်စာအချိန်ပြားလေးပေါ့နော်ဒီကိုကြည့်ရခွန်ခွဲလို့ပြောထားမို့လို့9နာရီရရှိချီချီဟန်9နာရီခွဲဆိုရှိချီချီဟန်နိအီကီမတ်9နာရီခွဲမှာတွားမှာပါရှိချီချီဟန်အချိန်တိကျလို့သူ့ရဲ့နာမပါတီကနီးလိုက်တယ်နော်နံပါတ်1ကကြမိုင်းအဆနန်တဲ့ခိုင်ရှာအဲအီကီမတ်ကမိုင်းအဆမနေ့တိုင်းနန်တဲ့ဘာဖြစ်ခိုင်ရှာအဲအီကီမတ်ကကုမ္ပဏီတို့တွားမှာလေနန်တဲ့ဆိုရင်ဂျင်းရထားအောင်မေးတာဟုတ်ပြီသူဒီမှာဘတ်ကားလေးတွေမို့ဘတ်စုတဲ့အီကီမတ်ဘတ်ကားဖြင့်တွားမှာပါတဲ့နံပါတ်2မိုင်းဘန်နန်ချီနီဥချီအဲခါရီမတ်ကမိုင်းဘန်ညတိုင်းနန်ချီနီဘယ်နှစ်နာရီမှာဥချီအဲခါရီမတ်ကအိမ်တို့ပြန်มาလဲဒီမှာပြန်တဲ့ချိန်က8နာရီအဲကြောင့်မို့လို့ဟာချီဂျီနီခါရီမတ်8နာရီမှာပြန်มาပါတဲ့နံပါတ်3အိုတိုတိုဤဒါရီတို့အိုဆာကာဂျိုအဲအီကီမတ်တာကအိုတိုတိုဤတမင်လေးကဒါရီတို့ဘသူနဲ့ဒါရီတို့မြန်နော်အိုဆာကာဂျိုအဲအီကီမတ်ကအိုဆာကာရဲတိုက်ကိုသွားมาလဲဒီမှာဒီနေ့ခေဝဒီနေ့ဟုတ်နော်ခီနိုဆိုမနေ့ကအိုတိုတိုဤဆိုရင်တမြန်လေးကဆိုတာဒါဒီချီရောပြီးအောင်ပြောတာဒါသိရမယ်နော်အဲဆိုရင်အဲ့တော့ငါတဲ့ဘသူနဲ့အိုဆာကာရဲတိုက်ကိုသွားခဲ့တာလဲဆိုတဲ့ခါမှဒီမှာခီမူရာဆန်လို့ပြောထားလို့ခီမူရာဆန်တို့အီကီမတ်တာခီမူရာဆန်နဲ့သွားခဲ့တာပါခီမူရာနဲ့သွားခဲ့တာပါနံပါတ်4ဒိုယောဘီဒိုခိုအဲအီကီမတ်ကဒိုယောဘီစနေနေ့မှာတဲ့ဒိုခိုအဲအီကီမတ်ကဘယ်နေရာတို့သွားမှာလဲစနေနေ့ကိုရှာတဲ့အခါမှာဒီမှာစနေနေ့ဒီမှာအိမ်မှာပဲအိမ်ညာဖြစ်တဲ့အတွက်ဘယ်မှမသွားဘူးဆိုတဲ့အတွက်ဒိုခိုမိုအီကီမတ်ဆန်ဘယ်မှမသွားပါဘူးတဲ့ညနော်နံပါတ်8ကကြတော့ရေကမီရာဆန်တော့တန်ချောပီဝအီဆိုတက်စ်ကမီရာရဲ့တန်ချောပီမွေးနေကအီဆိုတက်စ်ကဘယ်တော့လဲတဲ့အဲ့ဆိုရင်သူဒီဥပမာကဒီမှာ10လပိုင်း6ရက်နေ့မို့လို့10လပိုင်းကဂျူကဆော့6ရက်နေ့ကမူအီကာမို့လို့ဂျူကဆော့မူအီကာတဲ့10လပိုင်း6ရက်နေ့ဖြစ်ပါတယ်အဲ့ဆိုရင်ဒီမှာယာမာဒါမေးကြည့်မယ်ယာမာဒါဆန်တော့တန်ချောပီဝအီဆိုတက်စ်ကယာမာဒါရဲ့မွေးနေ့ကဘယ်တော့လဲဖြည့်ကြည့်မယ်3လပိုင်း12ရက်ဟုတ်တယ်နော်3လပိုင်း12ရက်3လပိုင်းစနေမို့29နော်3လပိုင်း29ဖြစ်တဲ့အတွက်ဆန်ကဆော့3လပိုင်းကဆန်ကဆော့29ကနီ29ဆိုတော့နီဂျူနနာနီချီပေါ့နီချူနနာနီချီတက်ပေါ့3လပိုင်း29ရက်နေ့ဖြစ်ပါတယ်ဒီမှာဆိုခါရီနာမိချီမေခါရီနာဆန်တော့တန်ချောပီဝအီဆိုတက်ကခိုင်နာစရဲ့မွေးနေ့ကဘယ်တော့လဲတဲ့အဲဆိုရင်4လပိုင်း10ရက်နေ့4လပိုင်းကရှီကာဆော့10ရက်နေ့ကတိုကရှီကာဆော့တိုကတက်စန်တိုဆူဆန်တော့တန်ချောပီဝအီဆိုတက်က17လပိုင်း9ရက်မို့လို့ဂျူအီချီကာဆော့9ရက်နေ့ကကြတော့ခိုခိုနိုကာတက်အပြင်မာရီယာဆန်တော့တန်ချောပီဝအီဆိုတက်က9လပိုင်းတရက်နေ့မို့လို့ခုကာဆော့ဆွေတာချီတက်9လပိုင်းတရက်နေ့ဖြစ်ပါတယ်တဲ့ဒီလိုမျိုးလေးဖြည့်ပြရမယ်ဒီအကြောင်းကအဓိကရစ်တီလာတွေကိုဘယ်လိုမျိုးပြောင်းတာလဲဟုတ်တယ်နော်တရက်နေ့2ရက်နေ့တွေကိုဘယ်လိုဖတ်တာလဲလပိုင်းတွေကိုဘယ်နှလပိုင်းတွေစသဖြင့်အဲ့ဒါလေးတွေရည်တွက်နေတွေကိုသိရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်တကယ်လို့ပေါ့နော်အဲ့ဒီရည်တွက်နေလေးတွေကိုမသိဘူးပြန်ပြီးတော့ပြောပြရမယ်ပေါ့နော်အချိန်နာရီတွေရည်တွက်နေကိုပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုဖိုင်လေးမှာ
မန်းခဲ့ပြီပေါ့နော်အဲဆိုရင်ပြန်ပြီးတော့အဲ့ရလေးကိုပြန်ရှင်းပြပါမယ်နားမလည်တာလေးရှိရင်ပြန်လည်မေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်